အားလုံးပဲမင်္ဂလာပါကမ္ဘာအတော်ဆုံးထိတ်တန့်အဆင့်ရှိတဲ့ကျောင်းသားတွေက AI လိုခေတ်မီနည်းပညာတွေကိုဘလို့နည်းစနစ်ကြကြအသုံးပြုပြီးသူတို့ရဲ့စွမ်းရည်တွေကိုမြင့်တင်ကြကြတယ်လဲဆိုတာတွေးဘူးကြလားဒီနေ့ကျွန်တော်တို့လေ့လာဆွေးနွေးသွားမယ့်အစီအစဉ်မှာတော့ဒီကွဲဝတ်ထားတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမှာပါပုံမှန်အားဖြင့်လူတိုင်းနည်းပညာကိုသုံးနေကြပေမဲ့တကယ်ထိတ်တန့်အဆင့်မှာအသုံးပြုနေတဲ့ပုံစံတွေကလုံးဝကိုကွဲထွက်နေတာကိုအားလုံးအန်တော့ပဲညှိတွေ့တာမှာပါကဲဒီကျောင်းရာကိုအသေးစိတ်ဆက်ပြီးလေ့လာကြည့်အောင်AI ဟာလူတွေထင်နေသလိုအလုံးမြန်အောင်အလွယ်လန်းလိုက်မှုသုံးတဲ့အရာတစ်ခုပဲလားဒါမှမဟုတ်အောင်မြင်သူတွေတော့ဒီထက်ပိုပြီးအစွမ်းထက်တဲ့ကိရိယာတစ်ခုလားဆိုတဲ့အခြေခံအကြောင်းဆုံးမေးခွန်းကိုအရင်ဆုံးမေးကြည့်ရမှာပါဒီမေးခွန်းရဲ့အဖြေကတင်ယူမှု level တစ်ခုလုံးကိုအကြီးကျယ်ပြောင်းလဲစေနေပြီဆိုတာသိလာရပါလိမ့်မယ်ဒီနေ့ဆွေးနွေးသွားမယ့်အဓိကအပိုင်း၅ပိုင်းရှိပါတယ်ဒါတွေကတော့ထိတ်တန့်ကျောင်းသားတွေရဲ့လျှို့ဝှက်ချက်တင်ယူမှုနှုန်းကိုဘယ်လိုနစ်စမြင့်တင်လဲလုံရုံလုံစင်တွေကိုဘယ်လိုလွှဲပြောင်းပေးလဲအပြန်အလှန်မေးခွန်းထုတ်ဆွေးနွေးပုံနဲ့နောက်ဆုံးအကောင်ဆုံးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အပိုင်းတွေပဲဖြစ်ပါတယ်ပထမဆုံးအပိုင်းတစ်ဖြစ်တဲ့ထိတ်တန့်ကျောင်းသားများရဲ့လူ့ဝှက်ချက်ဆိုတာကိုစကြည့်လိုက်အောင်နမကြီးတဲ့ကတူတွေကကျောင်းသားတွေခင်မီနီးပညာနဲ့ဘလို့ထိတွေ့ဆက်ဆံနေကြတယ်ဆိုရဲကွဲဝတ်ထားတဲ့အမှန်တရားကိုစပြီးလေ့လာကြည့်ကြပါမယ်ဒီ gain ကနန်းကိုကြည့်လိုက်ပါ89ရာခိုင်နှုန်းဟုတ်ပါတယ် Harvard တက္ကသိုလ်မျိုးကကျောင်းတော်89ရာခိုင်နှုန်းကျော်က AI ကိုနေ့စဉ်မပါမထက်သုံးနေကြတာပါဒါဟာရန်ပန်ရန်ကလိုအတ်မထုံးတာမျိုးမဟုတ်ပဲသူတို့ရဲ့နေ့စဉ်ဘဝမှာကိုလုံးဝအမွေတွယ်နေပြီဆိုတာကိုပြသနေတာပါတကယ်ကိုအန်ဆိုးစရာကောင်းတဲ့ပမာဏပဲနော်အရေးကြီးတာကသူတို့တွေဟာ AI ကိုအဖျော်တဘောသုံးနေကြတာမဟုတ်ဘူးဗျစာစီစာကုန်းရေးတာအီးမေးလ်ပို့တာရှုပ်ထွေးတဲ့ကုတ်တွေရေးတာအစားလို့ကြီးမားတဲ့အချက်လက် data တွေကိုခွဲချမ်းစိတ်ဖြားတဲ့အထိတကယ်ကိုယ်ပိုင်လက်ထောက်တက်အောင်လို့ခိုင်းစေနေကြတာပါအလွေခိုးချနေတာမဟုတ်ဘူးနော်အလုတ်တွင်ကြအောင်စနစ်တကျသုံးနေကြတာပါဒါဆိုရင်အပိုင်းနှစ်ဖြစ်တဲ့သင်ယူမှုနှုန်းကိုနစ်စမြင့်တင်ချက်ဆိုတဲ့အပိုင်းကိုဆက်သွားရအောင်ဒီလို AI ကိရိယာတွေကပညာရေးစွမ်းဆောင်ရည်အပေါ်ဘလောက်အထိလက်တွေ့ကျကျတက်ရောက်မှုရှိနေတယ်လဲဆိုတာကိုကြည့်ကြရပါဒီမှာ Harvard ယူပါဗီလာသင်တန်းဒီခုရဲ့စမ်းသပ်ချက်ရက်လက်ကိုကြည့်လိုက်ရင်တော်တော်လေးအစိမ်ဝင်စားဖို့ကောင်းတယ် AI အကူအညီယူတဲ့ကျောင်းသားတွေကတာမန်စံသင်ခွန်းတွေကကျောင်းသားတွေထက်ဆိုင်ခက်ခဲတဲ့သဘောတရားတွေကိုနားလည်ဖို့အချိန်တစ်ဝက်လောက်ပဲယူရပါတယ်ဆိုလိုတာကနားလည်နိုင်စွမ်းနှစ်ဆပုံမြန်သွားတာပေါ့ဒါပညာရေးနယ်ပယ်မှာတော့တကယ်ကိုကြီးမားတဲ့ခုံခံကြော်လာမှုကြီးတစ်ခုပါပဲဆိုတော့အဓိကအချက်ကဘာလဲဆိုရင် AI ဟာကိုယ့်အတွက်တီးတဲ့အချိန်ပြီးသင်ကြားပေးတဲ့ကိုယ်ပိုင်ကျူရှင်ဆရာတယောက်လိုလှုပ်ဆောင်ပေးနေတာပါပဲကိုနာမှာအချိန်ပြည့်ရှိနေတဲ့ဆရာတယောက်ရှိနေတယ်လို့မျိုးဆိုတော့ခက်ခဲနေတဲ့အကြောင်းအရာတွေကိုနားလည်ဖို့လိုအပ်တဲ့အချိန်ကိုတိတိသားသားကို short ချပေးလိုက်နေတာပါကဲတတိယပိုင်းဖြစ်တဲ့လော်ယိုလုတ်စင်တွေကိုလွှဲပြောင်းဖွေးခြင်းဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒီထိတ်တန့်ကျောင်းသားတွေအဖြူဖြူနေတဲ့တီးကြတဲ့စိတ်ပိုင်းဆိုင်ရာနီးဖြူဟာတွေကိုကျွန်တော်တို့ဆန်းစစ်ကြည့်ကြအောင်ဒီမှာ cognitive offloading ဆိုတဲ့အလွန်ကောင်းမွန်တဲ့စကားလုံးလေးကိုသတိထားကြည့်စီခြင်းတယ်မြန်မာလိုဆိုရင်တော့ဦးနောက်ရဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးတွေကို short ချပစ်တာပေါ့ဗျာရှင်းရှင်းပြောရရင်ကိုယ်တိုင်အချင်းကုန်ခံစဉ်းစားနေစရာမလိုတဲ့အလုပ်တွေကိုစစ်စီလွှဲပေးလိုက်တာပါဒီတော့ဦးနောက်ထဲမှာစဉ်းစားတွေ့ခေါ်ဖို့နေရာလွတ်တွေအများကြီးပိုထွက်လာတာပေါ့ဒီလုပ်ငန်းစဉ်အဆင့်၃ဆင့်ကိုကြည့်လိုက်ပါပထမဆုံးပုံမှန်လုပ်နေကြအလုပ်တွေကိုခွဲထုတ်မယ်ပြီးရင် AI စီလွှဲပေးလိုက်မယ်အဲ့ဒီကလေရလာတဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုအစစ်မှန်တီထွင်စန့်တက်မှုတွေ net shine တဲ့တွေးခေါ်မှုတွေမှာပြန်တုံတယ်လုံးဝကို smart ကြတဲ့နီလာမမိုးလားဒါဟာကိုယ့်ရဲ့ဖိုးတာနဲ့ဥနောက်စွမ်းအားကိုနေရာမှာအတုံးချတာပါပဲဒီချင်းကမှုကဘာကိုပြနေလဲဆိုတော့ပန်းနိုင်ဆိုတာပေးထားတဲ့အင်စာတဲ့တာဝန်တွေပြမြောက်သွားဖို့တက်တက်မဟုတ်တော့ဘူးဆိုတာပါပဲအမှန်တကယ်တမိုးမြမားတဲ့ဒီညူမိုးတွေအတွက်ချင်းကိုအကျိုးရှိရှိတုံးချပြီးပုံမနဲ့ချိုင်းတဲ့နားလည်မှုစင်ကိုရောက်ရှိအောင်ကြိုးပမ်းတဲ့နီလန်ကောင်းတစ်ခုပါနောက်ထပ်အရေးကြီးတဲ့အပိုင်းလေးအပြန်လန်းမြေခုံထုတ်ဆွေးနွေးခြင်းဒီနေရာမှာတော့ကျောင်းသားတွေကသူတို့ရဲ့ AI လက်ထောက်တွေနဲ့ဘယ်လိုဆက်သွယ်ပြောဆိုကြလဲဆိုတာကိုအာရုံစိုက်သွားမှာပါဒီနေရာမှာသူတို့က AI ပေးတဲ့အဖြေတိုင်းကိုအဟုတ်ကြီးထင်ပြီးမျက်စိစုံမိတ်လက်ခံမနေလို့ဗျာ Socratic dialogue လို့ခေါ်တဲ့အပြန်လန်းမြေခုံထုတ်ဆွေးနွေးတဲ့စနစ်တကျပုံစံမျိုးကိုတုံးကြတယ်ပေးလာတဲ့အဖြေကိုတန်တရားဝင်တဲ့အခြေတွင်ပြန်ဆွေးနွေးရပေါ့ဒါဟာအမှားမှန်ကိုဝေဖန်ဆန်းစစ်ဖို့အတွက်တကယ့်ကိုထိရောက်တဲ့နီလန်းမှာလူငန်းစင်တာဒီလိုပါပထမဆုံး AI စီကအဖြေကိုယူတယ်ပြီးရင်အဲ့ဒီအဖြေရဲ့ယုတ်တိကိုစမ်းစစ်တယ်ပြီးတာည AI ရဲ့အခြေခံအချက်တွေကိုပြန်ပြီးမေခွန်းထုတ်တယ်နောက်ဆုံးမှာကိုယ့်ရဲ့နားလည်မှုကိုပို့ပြီးပြည့်စုံအောင်ပြုပြင်တယ်အချက်လက်တွေကိုမျက်စိစုံမယုံကြည်မဲ့စာ AI ကိုအကျိတ်အနဲ့ဆွေးနွေးလို့ရမယ်လုတ်ဖို့ကိုင်မဲ့တရားလို့သဘောထားလိုက်တာပါဘယ်ချက်ကမှန်တယ်ဘယ်ချက်ကယုတ်တိမတန်ဘူးဆိုတာကိုယ်တိုင်ဝင်စဉ်းစားတဲ့တကွက်ဝေဖန်ပိုက်ချနိုင်တဲ့စွမ်းရည်ပေါ်ပိုထက်မြက်လာတာပေါ့နောက်ဆုံးအပိုင်း၅ကိုရောက်လာပါပြီအကောင်းဆုံးပူပေါင်းဆောင်ရွက်မှုဒီနီလန်းတဲ့အားလုံးကိုပေါင်းဆက်ပြီးလူသားနဲ့ကွန်ပျူတာအပြန်အလှန်ဆက်သွယ်မှုအတွက်ပုံစံတစ်တစ်ခုကိုဖန်တီးပုံကိုကြည့်ကြတာပေါ့ခြုံငုံမိကြည့်လိုက်မယ်ဆိုရင်ထိတ်တန့်အဆင့်ရှိတဲ့သူတွေက AI ကိုလူသားတွေရဲ့စ조사အားထုတ်မှုနေရာမှာအစားထိုးဖို့တုံးတာမဟုတ်ဘူး
ခိုင်းเสียမယ်ဆက်ရုပ်တစ်ခုလို့တဘောမထားပဲပူပေါင်းဆောင်ရွက်ရမယ်မိထတယောက်လို့မြင်ကြတာပါဒါဟာကျွန်တော်တို့ရဲ့အလုပ်လုပ်ပုံကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့အယူဆတစ်တစ်ခုပါပဲဒီကောင်းလို့ချက်လေးကတော်တော်လေးကိုချီးမြှင့်တယ်ဗျထိတန်းပညာရှင်တွေက AI ကိုအလုပ်လုပ်ခိုင်းရုံတက်မဟုတ်ဘူးကိုယ့်ရဲ့စွမ်းရည်ကိုနှစဖြစ်သွားအောင်သူနဲ့ပူပေါင်းလှုပ်ဆောင်နေကြတာပါတဲ့တကယ်ကိုမှန်ပါတယ် AI ဆိုတာအလုပ်ခိုင်းဖို့စေအုပ်တစ်ခုတက်မဟုတ်ပဲလူသားတွေရဲ့စွမ်းရည်ကိုအစမတန်မြင့်နှံပေးနိုင်တဲ့အကောင်းဆုံးခိရိယာပါပဲဒီတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုအတူတူစဉ်းစားကြည့်စေချင်ပါတယ်ကိုဒီကတော့ AI ပဲသမျှကိုမရှိစုံမိတ်လက်ခံသုံးဆွဲနေမဲ့အဆင့်ပဲနေမှာလားဒါမှမဟုတ်ကိုယ့်ရဲ့စွမ်းရည်တွေအမြင့်ဆုံးရောက်အောင် AI နဲ့ဘလို့တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားကြမလဲဒါလာတော့နေ့စဉ်နှီးပညာသုံးနေတဲ့ကျွန်တော်တို့အားလုံးတို့တကယ့်ကိုစိန်ခေါ်မှုတစ်ခုပါပဲကဲဒီနေ့ရှင်းလင်းတင်ပြချက်အစီအစဉ်လေးကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါစေအားလုံးပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လည်ဆွေးနွေးကြပါမယ်